ချောင်းမကြိုးသေးဘူးမျက်မှန်လောမတက်ဘူးသေးစာနောက်ချင်းတရင်စာနေတိုင်းဝယ်ဖတ်တယ်ဒါဘဝဒါနသီလကောင်းအသက်80ပြည့်ကို3နှစ်ပဲလိုတယ်89ပိဿများတေချာမှတ်ပါနော်89နဲ့80ပြည့်ကို3နှစ်ပဲလိုတော့တယ်ကျွန်တော်ဘယ်ရောက်မလဲသိလားခြေတလမ်းမဟုတ်နော်ခြေ2လမ်းနေပြီဘယ်ကိုလှမ်းလဲသိလားရေဝေးရွှေကြောထိမ့်မကြီးစုကျွန်တော်ခြေတော့လှမ်းတာပြောတာနော်ရန်ကုန်သားဆိုသိပါတယ်နေရလူတွေသိပါရန်ကုန်သားဆိုကျွန်တော်ခြေတော့တစ်ဘက်ကလှမ်းနေပြီအသက်80ပြည့်ကနေမလို့ရေဝေးရွှေတော့ထိမ့်မကြီးစုတုတ်တန်တွေပြောနေတာကျွန်တော်ရောက်တော့မှာဒါပြောထားတာအဲ့တော့တချို့ဘာပြောလဲကျွန်တော်ဟိုနဲ့ဇွဲနေပေါ့ဗျာပြောရနေတဲ့စိတ်ကြတာခုမှမတွေ့ဘူးပိဿများဟိုအားလုံးနှုတ်ဆက်ပါတယ်ရှင်လန်းချမ်းမြေကြပါစေအသက်ရကျော်နေနေတဲ့ပုံကိုဖြစ်ကြပါစေစိတ်ချမ်းသာကိုယ်ချမ်းမိုင်ပြည့်စုံကြပါစေအားလုံးနော်တထေးတကြွယ်ကြီးပေါ့ဗျာအားလုံးချမ်းသာကြွယ်ရတဲ့ပုံကိုကြီးဖြစ်ပြီးတော့ယာရုထန္တရတွေတိုးပြီးတော့အကုန်လုံးမုံမြတ်တဲ့လူတော်လူကောင်းတယောက်ဖြစ်ပါစေလို့ပြောချင်မှတာ